Hello everyone, today in this video I'm gonna show you how I made this 2 layers lace skirt by myself. So if you wanna know about it, watch this video till the end. So let's get started. တကယ်တမ်းကျတော့ဒီ lace skirt ကတီရီမဝတ်တာကြာပြီဖြစ်တဲ့ skirt နှစ်ထည်ကိုပေါင်းပြီးတော့ချုပ်ထားတာပါပထမဆုံးတီရီ Pinterest ကိုသွားတယ်ပြီးတော့ lace skirt ဆိုပြီးရိုက်ရှာတယ်ဒီလိုပုံတွေတွေကမှဒီဟာလေးကိုချုပ်မယ်ဆိုပြီးရွေးခဲ့တယ်skirt ကဝတ်တာကြာတယ်မကြာတယ်ဒီနားမှာပေါက်တောင်မှပေါက်နေတီရီကကြီးတက်လက်ယူတယ်ပြီးတော့အတိုးရှိကိုကြိုက်တယ်လို့တိုင်းပြီးတော့မှခုနအပေါက်ပါတဲ့နေရာကိုဖယ်ထုတ်ဖို့အတွက်တိုင်းပြီးတော့ညှက်လိုက်တယ်ပေါ့နော်ညှက်ပြီးတော့ဒီ lace skirt ကိုဖြီးလိုက်တယ်ဖြီးတဲ့အခါကျတော့ lace skirt ကတိုတော့ကြတော့လေအစအသိပ်ပြီးတော့မလောက်ချင်ဘူးဖြစ်သွားတယ်အဲ့နည်းနည်းဖြတ်ညက်ဆက်တွေအများကြီးလုပ်လိုက်ရတယ်တီရီဒီဟာချုပ်တုံးက detail ကြရိုက်မထားလိုက်ရဘူးပေါ့နော်ပြီးတော့ဒီ try ကိုလုပ်တုံးအချိန်နဲ့ဒီဟာချုပ်တုံးအချိန်နဲ့ဘယ်လောက်กว่าလဲဆိုတော့တီရီရဲ့သပင်ကေကိုကြည့်လို့ရပါတယ်try ကိုလုပ်တော့သပင်ကတော်တော်ရှည်သွားပြီပေါ့နော်တကယ်တမ်းကျတော့တာမန်ပါပဲskirt နှစ်ထည်ကိုပေါင်းပြီးတော့ချုပ်လိုက်တာပေါ့နော်ခုနကအရှိတ်ချမ်းကချုပ်ရိုးချောင်းကတိတ်ပြီးတော့ကြည့်ရတာအဆင်မပြေလို့ ribbon လေးတက်ပါမယ် ribbon ကအနက်ရောင်ဆိုတော့တိတ်တော့မပေါ်ဘူးပေါ့နော်ဒါပေမဲ့ theory ကြိုက်ပါတယ် so ရပြီဆိုတော့ let's get try on အဲ့မှာပဲစစချင်းထုံးစံအတိုင်းမာသားရဲ့မျက်မှန်ကောက်တက်ပါတယ်အပေါ်ကဝတ်ထားတဲ့ top က theory ဟိုတစ်ခေါက်က review လုပ်ပြီးတဲ့ Shein က top ဖြစ်ပါတယ်ဒါကတော့မာသားကြီးနဲ့စကားလမ်းပြောရင်းနဲ့ဗီဒီယိုရိုက်မိသွားတာပါပဲများနေရင်လည်းအင်ဂျီကတရွေတစ်စောင်းနေဖြစ်နေရအောင်သတိမထားမိလိုက်ပါဘူးဒီလိုမျိုးတွဲဝတ်တာကိုတော့ theory 8 out of 10လောက်ပြီးပါတယ်ဒါကတော့360 degree မြင်တောင်လို့လေပြတာပါ theory ချုပ်ထားတဲ့ skirt ကအလယ်မှာဖြတ်စာလေးပါတယ်ပေါ့နော်အဲ့ဒါ lace skirt ကအစမလောက်လို့ theory ဖြတ်ပြီးတော့ဆက်ထားရတာပါဒီလိုမျိုးတွဲဝတ်တာလေးကိုတော့10 out of 10ပြီးပါတယ်အပေါ်က top လေးက theory ဟိုတစ်ခါ theory ကိုယ်တိုင်လောက်ထားတဲ့ shoulder off top ဖြစ်ပါတယ်အဲ့ဒါနဲ့အပေါ်ကဂျင်းအင်ကြီးကကြတော့ကျူရှင်သွားတိုင်းအပေါ်ကနေထပ်ဝတ်နေတဲ့ဂျင်းအင်ကြီးဖြစ်ပါတယ်စပင်ပုံစံကတော့ချင်းမထားပါဘူးဒီဟာပါပဲဘာကြောင့်လဲဆိုတော့ခေါင်းမလျှော်ရသေးလို့ပါ theory ဒီ lace skirt ကိုချုပ်တုံးကစပင်နဲ့အခုစပင်နဲ့ကြည့်လိုက်ရင်အခုစပင်ကရှည်တယ်ပေါ့နော်ဒါကတော့ platinum garden ပြီးတဲ့အိတ်ကို theory body တုံးက body cake မှာပါတဲ့ ribbon ကြိုးကိုတက်ပြီးတော့မှလွှဲလိုက်တာပါဘာပဲနေကိုကြိုင်ကိုဒီဇိုင်းဆိုတော့အိမ်မှာရှိသမျှပစ္စည်းတွေအားလုံးပေါင်းပြီးအကုန်ကြတော့တော်တော်လေးတက်တာသွားပါတယ်ဒီလိုမျိုးတွဲဝတ်တာကိုတော့ theory 6 out of 10လောက်ပဲပြီးပါတယ်ဘာကြောင့်လဲဆိုတော့ theory ခုတလောအိပ်ပြက်အစားပြက်ဖြစ်ပြီးတော့မှခါးတွေတုပ်လာပြီးတော့ bite စီတွေလည်းထွက်လာတယ်ပေါ့နော်အဲ့ကြတော့ဒီ crop top နဲ့လုံးဝကိုမလိုက်ပါဘူးစောင့်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်